န်နဲ့မယ်လီယူစ်တို့နှစ်ယောက်စတင်တိုက်ခိုက်ရင်အသင်းသင်းဖြစ်နေကြပါပြီမယ်လီယူစ်ကရိုးတရက်တိုက်ခိုက်လိုက်ကသူတို့နှစ်ယောက်အတိတ်ကိုဘန်တယောက်ပြန်လဲသတိရသွားပါတယ်မယ်လီယူစ်ကလွန်ခဲ့တဲ့၄နှစ်နယ်သမီးတို့ကိုမိရှုဖျက်ဆီးခဲ့တဲ့အပြစ်သားဘန်ကိုလာရောက်တွေ့ရဖြစ်ပြီး33ညင်တိုင်အောင်ကွက်မြက်ခံထားပေမဲ့မသိမျိုးဖြစ်နေတဲ့ဘန်ကအသက်ရှင်လျက်ရှိနေပါတယ်မယ်လီယူစ်ကသူနဲ့တူလိုက်ခဲ့ဖို့အသားတကြီးခေါ်ပေမဲ့ဘန်ကမင်းတို့တောက်ကလေးပြောရင်လုံးစရာလားလို့ပြောလိုက်တဲ့အတွက်မယ်လီယူစ်ကပညာပြပေးလိုက်ပါတယ်မယ်လီယူစ်ရဲ့လက်ဆက်လက်နောက်ကိုသဘောကျသွားတဲ့ဘန်လည်းလိုက်ခဲ့ဖို့သဘောတူသွားပါတယ်ဒီလိုနဲ့လက်ရှိတိုက်ပွဲကိုဆွေးနွေးနေကြပြီးဘန်ကဂိုမူနိုးချက်ကလီနဲ့တိုက်ခိုက်နေကမယ်လီယူစ်ကလက်သီးတစ်လုံးပြကျွေးလိုက်ပါတယ်လဲကြရာကနေဘန်ပြန်ထလာပြီးနှစ်ယောက်သားဘားတပြန်ကြားတယ်ပြန်တိုက်ခိုက်ကြပါတယ်မယ်လီယူစ်ကအသာစီးရနေရကနေရုတ်တရက်လဲကျသွားပြီးဘန်ရဲ့တရားတွေလည်းချက်ချင်းပျောက်ကင်းသွားပါတယ်ဘန်ပြန်လေအသာစီးရနေပြီးကင်းကဘန်ရဲ့အစွမ်းကြောင့်ဒဏ်ရာတွေကိုရှင်းပြနေပါတယ်ဘန်ရဲ့စနက်ဆိုရဲ့စွမ်းကအခြားရာတွေကိုခိုးယူနိုင်ပြီးအခုလည်းမယ်လီယူစ်ရဲ့စွမ်းတွေကိုသုတ်နေကြောင်းကင်းကပြောပြလိုက်ပါတယ်မယ်လီယူစ်ကခေသူမဟုတ်တဲ့အတွက်ဘန်ကိုဟို့လိုကြိုက်ပေါက်နေပြီးအဆက်မပြတ်ထိုးနေကနောက်ဆုံးမှာတော့စွမ်းအားတွေကိုစုပ်ယူခံလိုက်ရတဲ့အတွက်လဲကျသွားခဲ့ပါတယ်ဘန်လည်းသူနိုင်မိအထင်းနဲ့လေလုံးတွေထွားနေကမယ်လီယူစ်ကိုထိုးလိုက်ပါတယ်ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပေါ်သွားပြီးကွင်းထဲမှာမယ်လီယူစ်တယောက်ပဲရက်နေရကိုပြောရတဲ့တွေအားလုံးအော်ဒီကြီးမြင်လိုက်ရပါတယ်ဒိုင်လူကြီးကဘန်မှလဲလို့မေးလိုက်ပြီးစုပ်ပြက်တဲ့နေတဲ့ဘန်ကိုမယ်လီယူစ်ကလက်ညှိုးထိုးပြလိုက်ပါတယ်ကင်းနဲ့ဒန်နေကောဖြစ်ခဲ့တဲ့ဖြစ်ပျက်တွေကိုမြင်ခဲ့ကြပြီးဘန်မယ်လီယူစ်ကိုထိုးနေချိန်မယ်လီယူစ်ကဘန်ကိုလက်လိမ်ချိုးကရုတ်တရက်နဲ့ဖူးပုံမှာအမသားတစ်ခုပေါ်နေပြီးဘန်ကိုအဝေးလေးဆင်သွားအောင်ထိုးတက်ခဲ့ပါတယ်ဒီလိုနဲ့မယ်လီယူစ်ရောက်လာပြီးခုနအဖြစ်ရက်ကိုမြင်ပြီးစိတ်ပူနေတဲ့ဒန်နေကိုမယ်လီယူစ်ကအစီမြေလားလို့မေးကဒန်နေပြန်ရမယ်ပြန်ဘက်ကတောက်ချိုးကြီးဖြေချောင်းပြောပြလိုက်ပါတယ်ဒန်နေလည်းပြန်တတိကက်သွားပြီးအရေးကြီးသူပြနဲ့အဲလစ်ဘက်ကိုမယ်လီယူစ်စီပေးကပြန်မဝင်ကိုထွက်သွားပါတယ်မယ်လီယူစ်ကနှာပူးယုတ်ကြီးနဲ့အဲလစ်ဘက်ကိုကြံစီနေပြီးဖင်လန်ကြီးရဲ့အတွက်ဒန်နေကချိန်မောင်းနေရပါတယ်တခြားတစ်ဖက်မှာတော့မင်းသမီးဘရိုနီကသူမရဲ့ညီမဖြစ်သူအဲလစ်ဘက်ကိုရှာဖွေဖို့တဲ့ဖွဲတော်ချင်းမရဘိုင်တယ်မျိုးတွေကိုရောက်ရှိနေပါတယ်သူမဟာဂရီယာမိုးနဲ့တူအဲလစ်ဘက်ကိုအသေးအံရှာဖွေနေပြီးဒိုင်နဲ့ဂီဒီယွန်တူကြီးကိုစူကြီးပြကြီးမြင့်မယ်ဆိုတာကလည်းထဲလူကြီးတွေရဲ့7 deadly sin ကိုထောင်ပန်းမှုအကြံစီသက်သက်သာဖြစ်နေခဲ့ပါတယ်ဒီလိုနဲ့ဒိုင်နဲ့ဟိုလီနဲ့ဟောင်သာတို့ရဲ့ပွဲစဉ်စတင်ခဲ့ပါတယ်ဟောင်သာကဒိုင်နဲ့အင်ဂျီတီပြုတ်နေအောင်သတိပေးလိုက်ပြီးတောက်တလွဲတိုင်ကဒါကိုလူကြီးလူကောင်ဆန်းကြောင်ဆိုချီးမိုးနေတဲ့အတွက်ပရိသတ်ရဲ့လောင်ပြောမှုကိုခံနေရကဟောင်သာလည်းရှက်ရှက်နဲ့သူအောင်ဆိုင်တိုက်လို့များကြောင်ပြောပြလိုက်ပါတယ်ဒိုင်နဲ့လည်းကြက်သီးတက်ပေးလိုက်ပြီးတိုက်ပွဲစတင်ခဲ့ပါတယ်ဟောင်သာကရိုက်သီဒိုနန်တို့နဲ့တိုက်စစ်ဖွင့်လိုက်ပြီးဒိုင်နဲ့ကရှောက်ရှားနေရပါတယ်လင်မွန်နဲ့ဆွဲရင်ကိုအသုံးပြုပြီးဒိုင်နဲ့ကိုကောင်းကင်ပေါ်လွတ်တက်သွားအောင်လှုပ်လိုက်ပါတယ်ဟောင်သာကတော့သူနိုင်ပြီလို့ထင်မှတ်ပြီးကျင်းနေနေပေမဲ့ဒိုင်နဲ့ကရုတ်တရက်ဆိုလို့သူမရဲ့ heavy metal ကိုအသုံးပြုပြီးသူမခန္ဓာကိုယ်ကိုတမ်မလီလိုမာကျော်လေးလံအောင်ပြောင်းလဲလိုက်ကဟောင်သာရဲ့မုန်တိုင်းကိုဖြိုခွင်းမောက်သိလိုက်ပြီးအနိုင်ရရှိသွားပါတယ်ဒိုင်နဲ့ကရှုံးနေသွားရင်ဟောင်စာတန်သွားကသူမဒီလိုလုပ်ဖို့မရွေကြောင်တောင်းပန်ပြီးတယောက်နဲ့တယောက်အထာဝေးပေးနေတဲ့အတွက်ခမရတို့လိုပဲတစ်ဖက်သက်ကြိုက်နေရတဲ့ကင်းကတဝင်းတူကဒိုင်နဲ့ကိုဟောင်သာနဲ့ဝဝေးနေဖို့လမ်းအောင်နေပါတယ်နောက်ထပ်ပွဲစဉ်နေနဲ့မယ်လီယူစ်နဲ့ကင်းလိုခေါ်တဲ့ရဲသမားဖိုးကြီးတို့ရဲ့ပွဲစဉ်ရောက်ရှိလာပါတယ်ကင်းဟာမယ်လီယူစ်ကိုမြင်ချင်းမှာပဲသူ့ရဲ့မျက်နှာကိုတေချာကြည့်ပြီးအတိတ်ကလူတယောက်နဲ့တူချောင်းပြောကမယ်လီယူစ်ရဲ့သားလားလို့မေးလိုက်ပါတယ်မယ်လီယူစ်ကတော့သူကမယ်လီယူစ်ရဲ့သားမဟုတ်ပဲမယ်လီယူစ်ကိုယ်တိုင်ဖြစ်ကြောင်းပြောလိုက်တဲ့အတွက်ကင်းကအံ့ဩသွားပါတယ်။ဘာကြောင့်လဲဆိုတော့မယ်လီယူစ်ဆိုရင်ခုလိုတောက်ကလေးပုံစံဖြစ်တဲ့အကြောင်းမရှိပဲအနည်းဆုံးအသက်30ရွယ်လောက်ရှိနေရမှာဖြစ်ကြောင်းပြောကဂျန်နာဖော့တိုင်းပြည်ကိုဖျက်ဆီးခဲ့တဲ့တင်းစားပေါတယောက်တွေယုံကြည်နေတဲ့အတွက်ကင်းကမီလုံးကြီးနဲ့မယ်လီယူစ်ကိုတသက်တိုက်ခိုက်ပါတော့တယ်။မယ်လီယူစ်ကတော့ကင်းရဲ့တိုက်ခိုက်မှုတွေကိုမရှောင်မတမင်သက်သက်အထိခံနေပါတယ်။ကင်းကဘာလို့မင်းချစ်တဲ့လစ်ကိုတတ်ခဲ့ရလဲ။ဘာလို့တိုင်းပြည်ကိုတင်းစားဖောက်ခဲ့ရလဲဆိုပြီးနာကျင်စွာမင်းကိုထုတ်နေချိန်မှာမယ်လီယူစ်ကတော့ကာကွယ်ဖို့ကြိုးစားခဲ့ပေမဲ့သူမအောင်မြင်ခဲ့ကြောင်းဝန်ခံလိုက်ပါတယ်။ဒီချိန်မှာတော့ရာအလုံးကိုကာကွယ်သွားမယ်လို့တန်သိန်းနဲ့ခြားသားကြောင်းပြောလိုက်ကသူ့စီလာနေရဲ့မီလုံးကိုကော်နာဗန်နေ့ဂျ်နဲ့ဖျောက်လိုက်ပါတယ်။ကင်းဟာပြောခဲ့တာတွေကတေချာရလားလို့မယ်လီယူစ်ကိုမေးကမယ်လီယူစ်ကဟိုကြောင်းပြန်ပြေးလိုက်တဲ့အတွက်သူတို့ရဲ့ခေါင်းဆောင်ကသစ္စာဖောက်မှုကြောင့်တီးလိုက်ရကဝမ်းသာမြေကြီးကျလာပါတယ်။သူဟာတိုက်ပွဲကိုဆက်မတိုက်တော့ပဲအရှုံးပေးလိုက်ပြီးမယ်လီယူစ်ကိုဘိုလူပွဲစီတက်ရောက်ခွင့်ပေးလိုက်ပါတယ်။ဒီလိုနဲ့ဘိုလူပွဲရောက်လာပြီးမယ်လီယူစ်နဲ့ဒိုင်ယာနယ်တို့ကရှင်ပြန်ကြရတော့မှာပါ။မယ်လီယူစ်ကဘသူပဲနိုင်ဂီဒီယွန်ရတော့မှာဖြစ်ကြောင်းပြောလိုက်ကရှော့တိုက်ပေးရမလားလို့ဒိုင်ယာနယ်ကိုမေးလိုက်ပါတယ်ဒိုင်နဲ့ကသူမနှလုံးသားလေးကတော့မယ်လီယူစ်စီမှာကြာရှုံးပြီးသားဖြစ်ကြောင်းခမ ्या ကိုဒီသက်မကြားနိုင်တဲ့စကားကိုပြောလိုက်ပါတယ်အဲ့အချိန်မှာပဲရေပန်းသားနေရဲ့မယ်လီယူစ်ကိုစကီလေးရွာဒီညလာအိပ်ဖို့ခေါ်နေပြီဒိုင်နဲ့ကသူမနှလုံးသားလေးစားနဲ့ပတ်ခံလိုက်ရတဲ့အတွက်ကောက်မယ်လီယူစ်ဆိုတာတီးထဲလိုက်ပါတယ်တစ်ချိန်တည်းမှာပဲမြို့ပြင်ဘက်ကနေဂီလာနဲ့စားရင်နိုးထလာဂျေကိုတို့နှစ်ယောက်ဟာဘိုင်ဒန်မြို့စီကိုဥတီလာနေကြပါတယ်ဂျေကိုကသူမရဲ့သွားသေးတွေကိုဆန်းသက်ချင်နေပြီဖြစ်ကြောင်းပြောလိုက်ပါတယ်တိုက်ပွဲခွင့်မြင်နဲ့ခလန်တဲ့တနေရာမှာတော့ကောင်းလေးတယောက်ဟာတန်ချက်ကဝတ်ထားတဲ့လူကိုပုံမြင်ဖျက်ပြနေရင် The 7 Deadly Sin Episode 11ကိုဒီမှာပဲအဆုံးသတ်သွားခဲ့ပါတယ်